မင်္ဂလာပါရှင်ကို့ဖုန်းရဲ့ IMEI ကိုဝင်စစ်နည်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးကိုယ့်ရဲ့ handset မှာ star share 06 share ကိုနှိပ်လိုက်ပါပြန်ပြောပေးပါမယ် star share 06 share ကိုနှိပ်လိုက်ပါအဲ့လိုနှိပ်လိုက်တဲ့အခါမှာ IMEI ကို1 IMEI ကို2ဆိုတဲ့စာမျက်နှာအမဲလေးနဲ့ဘာကုတ်ပုံစံလေးတွေပေါ်လာပါမယ်အဲ့တော့ဘာဖြစ်လို့နှစ်ခုပေါ်ရလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ handset ကဆိုလို့ရှိရင် SIM ကနှစ်ကတ်တိုးဖြစ်နေတဲ့အတွက်ကြောင့်1 2ပေါ်တာဖြစ်ပါတယ်အဲ့တော့အဲ့ IMEI ကို1 2အဲ့ဒီစာမျက်နှာလေးကို screenshot လေးရိုက်ထားလိုက်ပါဒါမှမဟုတ်လို့ရှိရင်အဲ့ဒီကုတ်ကလေးတွေကိုစာရွက်မှာချပြီးတော့ရေးလိုက်ပါတကယ်လို့ website မှာသွားပြီးတော့ဝင်စစ်မယ်ဆိုလို့ရှိရင်ကုတ်တွေအကုန်လုံးကိုရိုက်ရပါမယ်အနောက်ကမြင်းဆောင်လေးနဲ့01ကိုထည့်ရိုက်စရာမလိုပါဘူးเนาะအဲ့ဒါကိုလည်းမှတ်စရာမလိုပါဘူးအရှိကကုတ်ကိုသာမှတ်ထားမှာဖြစ်ပါတယ်အဲ့တော့ပုံမှာပြထားတဲ့အတိုင်း IMEI ကို1ကိုလည်းမှတ်မယ်2ကိုလည်းမှတ်ထားလိုက်ပါမှတ်ထားပြီးတဲ့အခါမှာ website ထဲကိုသွားပါမယ်Internet website ထဲမှာ www.ceir.gov.mm website ကိုရှာပြီးတော့နှိပ်လိုက်ပါအဲ့ဒီ website ရဲ့စာမျက်နှာကိုပုံမှန်ပြထားတဲ့အတိုင်းရောက်သွားပြီဆိုလို့ရှိရင်ဘာစာတမ်းလေးတွေ့မလဲဆိုတော့မြန်မာ Central Equipment အဲ့ဒီစာတမ်းလေးတွေ့လို့ရှိရင်အဲ့စာတမ်းလေးကိုအပေါ်ကိုနည်းနည်းလေးဆွဲတင်လိုက်ပါပုံမှန်ပြထားတဲ့အတိုင်းအောက်ဖက်ကိုရောက်သွားတဲ့အခါမှာ check IMEI status ဆိုတာတွေ့ပါလိမ့်မယ်အဲ့တော့အောက်ဖက်မှာအပြာရောင်ဘားရင်းလေးပေါ်နေတဲ့ check status ဆိုတာကိုတစ်ချက်နှိပ်ပါနှိပ်ပြီးတဲ့အခါမှာပုံမှန်ပြထားတဲ့အတိုင်းနောက်စာမျက်နှာတစ်ခုကိုရောက်သွားပါမယ်အဲ့တော့အဲ့နောက်စာမျက်နှာမှာပြထားတဲ့အတိုင်းအစိမ်းရောင်အဝိုင်းလေးဝိုင်းထားတဲ့နေရာမှာ enter IMEI လို့ရေးထားတဲ့နေရာလေးကိုတွားပါတွားပြီးတော့အဲ့နေရာမှာကိုယ့်ခေါင်းနာဖုန်းရဲ့ IMEI ကုတ်နံပါတ်1ကိုရိုက်ထည့်လိုက်ပါရိုက်ထည့်ပြီးတဲ့အခါမှာเนาะ01ပေါင်ရိုက်ထည့်စရာမလိုဘူးเนาะအရှိရကုတ်လေးပဲရိုက်ထည့်မယ်ရိုက်ထည့်ပြီးတဲ့အခါမှာအောက်ကမှာဘာစာရှိလဲဆိုတော့4000ခွက်လေးနဲ့ပေါ့နော်4000ခွက်အလွတ်လေးနဲ့ I am not a robot ရှိပါတယ်ကုတ်ကိုအပြည့်စုံရိုက်ထည့်ပြီးပြီဆိုလို့ရှိရင် I am not a robot 4000ခွက်ကလေးမှာတစ်ချက်နှိပ်လိုက်တဲ့အခါမှာအမှန်ချစ်ကလေးအပြာရောင်လေးဝင်သွားပါမယ်အဲ့ဒါလေးကိုနှိပ်ပေးပါပြီးတဲ့အခါမှာအဲ့ I am not a robot ကအဝိုင်းလေးရွယ်ပြီးတော့မှနောက်စာမျက်နှာမှာပြထားတဲ့အတိုင်းเนาะအစိမ်းရောင်နဲ့ဝိုင်းထားတဲ့အတိုင်းဒီအဝိုင်းလေးလည်နေပါလိမ့်မယ်အဲ့ဒီလိုအဝိုင်းလေးလည်နေလို့ရှိရင်ခဏလေးစောင့်ပေးပါအပြာရောင်အမှန်ချစ်ကလေးဝင်လာပြီးတော့အောက်ခက်ကเนาะဒီပုံမှန်ပြထားတဲ့အတိုင်းပေါ့เนาะထောက်မှာအပြာရောင်4000ခွက်ကလေးမှာ check status ဆိုပြီးပါလာရင်အဲ့ check status ကိုတစ်ချက်နှိပ်ပြီးပါအဲ့လိုနှိပ်လိုက်တာနဲ့နောက်ပုံမှန်ပြထားတဲ့အတိုင်းစာမျက်နှာတစ်ခုကိုပြောင်းသွားပါလိမ့်မယ်အဲ့ဒီမှာကိုစစ်ထားတဲ့ IMEI ကိုပြန်ပေါ်လာပြီးတော့အဲ့အောက်မှာ correct ရယ် page ရယ်เนาะ allow ရယ်ဆိုပြီးပေါ်လာပါလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်เนาะကိုယ့်ရဲ့ IMEI ကိုကအားလုံးစစ်လို့ပြီးသွားပါပြီအဲ့လိုအခြေအနေမျိုးပေါ်မှာဒါလည်းအဆင်ပြေပါမယ်ပြီးလို့ရှိရင်အောက်က finish ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ထွက်လိုက်ပါအဲ့ဒီလိုပုံစံမျိုးလေးနဲ့ပဲကိုယ့်ရဲ့ IMEI ကို1 or 2 or ကိုစစ်ပေးနိုင်ပါတယ်ဒီလိုမျိုးအောင်မြင်မှုပေါ့နော်အမှန်ချစ်ကလေးတွေအစိမ်းရောင်အမှန်ချစ်ကလေးတွေဝင်သွားရဲဆိုရင်အောင်မြင်သွားပြီးတော့အစိမ်းရောင်အမှန်ချစ်မဝင်ဘဲနဲ့ကြက်ချေကပေါ်လာပြီးတော့ unpay လို့ပေါ်ရင်တော့အခွန်ဆောင်ရမှာဖြစ်ပါတယ်